မြမြဟာအသက်10နှစ်အရွယ်ကလေးတည်းဖြစ်ပြီးသူ့မျက်လုံးတွေကအနက်ရောင်မီးစုံတွေလိုတောက်နေတဲ့သူ့ခြေထောက်မှာတန်ကြိုးတွေရစ်ပတ်ထားပြီးဆွဲဆွဲခောက်ခောက်လှုပ်ရှားတတ်တဲ့ရွာသားတွေကသူ့ကိုမြင်ရင်မြမြလာပြီးလို့အော်ပြီးအိမ်တွေထဲပုံကြရတယ်ရွှေပြည်အေးရွာလေးမှာညနေခင်းတိုင်းမီးခိုးများထူပြောစွာတက်လာတတ်တဲ့ရွာသားတွေကဒီမီးခိုးတွေကိုကြောက်ကြတဲ့အကြောင်းကမီးခိုးထဲမှာညမြင့်ဆိုတဲ့တရေကလေးတစ်ကောင်ရှိနေလို့ပါတနေ့မှာရွာသစ်ကလူငယ်တယောက်ကျော်ဆိုသူဒီရွာကိုရောက်လာတဲ့သူကတရေတွေကိုလုံးဝမကြောက်ဘူးညနေခင်းမှာမီးခိုးထဲကနေညမြထွက်လာတာကိုတွေ့တော့သူ့ကိုအော်မေးလိုက်တယ်ဟေးတရေကောင်မလေးမင်းမလို့ဒီမှာလဲမြမြရက်လိုက်ပြီးကြော်ကိုစိုက်ကြည့်တယ်ငါအမေကိုရှာနေတာသူ့ကိုတန်ကြိုးနဲ့ချီပြီးဒီမီးခိုးထဲပစ်ထားတယ်